သူ့ရဲ့မိစဉ်လေးကိုပဲထိုင်ချင်နေမယ်စားလေးနည်းနည်းလောက်သွားပါလားဆေးဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကပြောသည်ထဲဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကလည်းပြောသည်ပဲဒါဆိုသူတို့နှစ်ခုကအဓိပ္ပာယ်တူပြီးဘာမှမတူရလဲမင်္ဂလာပါအင်္ဂလိပ်ဝဲ Star Channel ကနေကြိုဆိုပါရစေဒီနေ့မှာတော့ Star က feel ပြောသည်နဲ့ tell ပြောသည်နှစ်ခုကြားတဲ့ differences ကိုဖော်ပြသွားမှာပါဆေးဆိုတဲ့စကားလုံးကိုတစ်ခုခုကိုပြောချင်တာကို focus လုပ်ချင်တဲ့အခါမှာသုံးပါတယ်ဥပမာအနေနဲ့ပြောရမယ်ဆိုရင်တော့ say something တစ်ခုခုပြောလိုက်ပါလားတစ်ခုခုပြောချင်တာ focus လုပ်တဲ့အခါမှာ say something say hello အဆက်လိုက်ပါလား say sorry တောင်းပန်လိုက်ပါလားဒီလိုမျိုးကိုဦးစားပေးချင်တဲ့အရာတွေ focus လုပ်ချင်တဲ့အရာတွေကိုပြောတဲ့အခါမှာ say ဆိုတဲ့စကားလုံးကိုသုံးလို့ရပါတယ် He said I'm tired သူကသူပြပန်းနေရလို့ပြောခဲ့တယ်ဒီလိုမျိုးသူပြပန်းနေရဆိုတာကိုဦးစားပေးပြပြချင်တဲ့အခါမှာ He said I'm tired လို့သုံးလို့ရပါတယ်ဒီရဲ့နောက်မှာအများသောအားဖြင့် object မလိုက်ပါဘူးဘသူကိုပြောရလဲဆိုတာမဖော်ပြဘဲနဲ့လည်းသုံးလို့ရပါတယ်ဒါပေမဲ့တဲဆိုတဲ့စကားလုံးမှာတော့မဖော်ပြလို့မရပါဘူးဘာလို့လဲဆိုတော့တဲဆိုတဲ့စကားလုံးကတယောက်ကိုပြောတာကို focus လုပ်ချင်တဲ့အခါမှာသုံးတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။ဘာအနေနဲ့ပြောရမလဲဆိုရင်တော့ tell me, tell you, tell him. He told me the truth. သူမကငါ့ကိုအမှန်တရားကိုပြောခဲ့တယ်။ဒီစနစ်မှာဆိုရင်သူမကငါ့ကိုပြောခဲ့တာကိုဦးစားပေးဖော်ပြခြင်းတဲ့အတွက် she told me the truth လို့သုံးပါတယ်။ she said me the truth လို့သုံးလို့မရပါဘူး။ နောက်ထပ် example sentence အနေနဲ့ကတော့ I told her to wait. ငါသူမကိုငါ့ကိုစောင့်ဖို့ပြောခဲ့တယ်ဒီမှာဆိုလို့ရှိရင်ဦးစားပေးဖော်ပြချင်တာကငါသူမကိုငါ့ကိုစောင့်ဖို့ပြောခဲ့တာဒီတော့ဒီလို sentence မျိုးမှာဆိုလို့ရှိရင်လေ object ဖြစ်တဲ့ her ဆိုတဲ့အရာကကြံခဲ့လို့မရပါဘူးမပါမဖြစ်ပါပါတယ်ဒါကြောင့်လောလောကူကူမှတ်ချင်တယ်ဆိုရင်တော့ say ဆိုတဲ့အရာက what you say တင်ပါကိုပြောချင်တယ်ဆိုတာကိုညွှန်ပြီးတော့ tell ဆိုတဲ့အရာကတော့ who you tell တင်ဘသူကိုပြောလဲဆိုတာကိုညွှန်တဲ့အရာပဲဖြစ်ပါတယ်ဒါဆိုရင် say နဲ့ tell နဲ့ကြားကကွာချက်ကိုသိမြင်လာပြီထင်ပါတယ်ဒီတိုင်း10မိနစ်ခွဲလောက်အချိန်ပေးရုံနဲ့အင်္ဂလိပ်စာလုပ်ချင်တယ်ဆိုလို့ရှိရင်ဒီ English with Star Story Channel လေးကို follow လုပ်ရပါတယ်ဒါအပြင် Facebook YouTube နဲ့ Telegram Channel တွေမှာလည်းလေ့လာနိုင်ပါတယ် Telegram Channel ကိုတော့ account ရဲ့ bio link မှာ link ချပေးထားပါတယ်အားလုံးပဲဖိုင်ဖိုင်ပါ